United Kingdom. UK ဆိုတာနဲ့ကျွန်တော်တို့ကလာပါတဲ့မြို့မြင့်မားတဲ့လောက်ခလာစာအခမဲ့ကျန်းမာရေးဆောင်ရှောက်မှုကမ္ဘာအဆင့်မီပညာရေးနဲ့ကောင်းမွန်တဲ့ quality of life တွေကိုပဲတွေးမိပါလိမ့်မယ်ဒါပေမဲ့ is that really true? Britain isn't working. Cost of living crisis cloud. Cost of living crisis coming up. Cost of living crisis is getting worse. And record high double-digit inflation. 10% fast-growing inflation. Battle against inflation. Just look at the country's healthcare system. 1 million appointments cancelled. Something fundamental in Britain is broken. A broken Britain. B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 roken Britain. Your dream life in the United Kingdom will be a nightmare. I'm leaving the UK. I'm leaving the UK for good. I'm thinking of leaving Broken Britain. Welcome to Broken Britain. Hello, hey guys, welcome back to my channel. If you are new here, my name is Jay. I'm from Myanmar and currently living in the UK. Today video ထဲမှာတော့ကျွန်တော်တို့ထင်တဲ့ UK အကြောင်းမဟုတ်ဘဲနဲ့ the reality of UK အကြောင်းကို knowledge sharing လေးလုပ်ပေးသွားမှာဖြစ်ပါတယ် Cost of living crisis is getting worse. Why is it so hard? It's affecting everybody. It's hard. Tough. Things are not okay. Groceries will become costlier. You have to watch what we spend. Everything you look at's gone up. Everything going up. Gas prices up 600%. ကျွန်တော်တို့ UK မှာအလုပ်လုပ်တာပတ်စံများရတယ်လို့ထင်ကြတယ်ဗျဒါပေမဲ့ဒီမှာ living cost တွေဘယ်လောက်ဈေးကြီးလာဆိုတော့ကျွန်တော်တို့မသိကြဘူးဗျကျွန်တော်ဒီကိုမလာခင် part time job တစ်ခုလုပ်ရင်ကျွန်တော်ရဲ့အိမ်လခနဲ့စားစရိတ်အတွက်လောက်မယ်လို့ထင်ခဲ့တယ်ဗျဒါပေမဲ့ဒီမှာ London မှာအခန်းသေးသေးလေးတစ်ခန်း900တောင်တစ်လောက်အနည်းဆုံးပေါင်800နဲ့ပေါင်1000လောက်ရှိတယ်ဗျကျွန်တော်တို့ဒီမှာအစားအသောက်တွေကိုကိုယ့်အကိုချက်စားမယ်ဆိုရင်တော့တစ်ပတ်ကိုအနည်းဆုံးပေါင်90နဲ့ပေါင်100လောက်ထိကုန်နေဗျပြီးတော့ဒီနေ့ပိုင်းအတွင်းမီးခန်းနဲ့ gas ကလည်း2ဆလောက်တိုးလာတယ်ကျွန်တော် UK ကိုပြောင်းလာခြင်းဒီမှာအရာဈေးကြီးတဲ့မိတော်တော်လေး shock ဖြစ်ခဲ့တယ်ဗျပြီးတော့ဒီမှာလူတော်တော်များများအတွက်သူတို့ရဲ့ income က save လုပ်ဖို့ထက် survive လုပ်ဖို့လောက်ပဲလုံလောက်တယ်လို့ဖြစ်နေကြတယ် UK's tax system is weird. Very weird. Wealthy people at all levels are leaving the UK as they never have before because this new UK government is going to tax you as they never have before. လူတယောက်ကတလောက်ပေါင်1000ရတဲ့အလုပ်တစ်ခုရတယ်လို့ပဲထားပါတော့ဗျာတလောက်ပေါင်1000ဆိုတော့တော်တော်လေးအဆင်ပြေတဲ့လစာလို့ထင်ရပေမဲ့အခုနှုတ်ပြီးဘယ်လောက်ကျင့်မလဲ income tax က 20% လေးရပါမှာ national insurance 12% တရား14.24ပေါင်မှာ pension contribution က 5% တရားပေါင်မှာပြီးတော့ council tax ကတရားပေါင် tax လေးခုလုံးပေါင်းလိုက်ရင်914.24ပေါင်ကျပါတယ်သူတို့ဖြစ်တာပေါ့ကျွန်တော်တို့ရတဲ့ပေါင်1000ကနေ tax အားလုံးနှုတ်လိုက်ရင်1985.86ပေါင်ပဲကျန်ပါတယ်ဒါကြောင့်ကျွန်တော်တို့ထင်တဲ့လစာကျွန်တော်တို့တကယ်ရတဲ့လစာမဟုတ်ဘူးဗျလစာမြင့်နေတော့ကျွန်တော်တို့တကယ်ရတဲ့လစာကျွန်တော်တို့မျှော်လင့်ထားတာတဲ့အများကြီးနေတယ်ဗျ Stacked up ambulances, record-breaking waiting lists, and a workforce struggling to make ends meet. The National Health Service is in crisis. Look at the country's healthcare system. 1 million appointments cancelled. UK မှာကျန်းမာရေးဆောင်ရှောက်မှုအခမဲ့ဆိုတာဟုတ်ပါတယ်ဒါပေမဲ့အခုချိန်မှာ NHS ကအချက်တွေများစွာနဲ့ကြုံနေရတယ်ဗျဥပမာပြောရမယ်ဆိုရင် GP နဲ့ appointment ယူပြီးဆရာဝန်ပြဖို့ရက်သတ္တပတ်စောင့်ရတာတွေ accident နဲ့ emergency အတွက်နိုင်ပေါင်းများစွာစောင့်ရတာတွေ surgery လုပ်ဖို့လမ်းနဲ့ကြီးစောင့်ရတာတွေကြုံတွေ့နေရတယ်ဗျဒါအပြင်ကျွန်တော်တို့ international student အနေနဲ့ဆို immigration health searches ဆိုပြီးတစ်နှစ်ကိုပေါင်ရနဲ့ချီပို့ပေးရတယ်ဗျ University bosses in the UK are warning that 10,000 jobs could be lost in higher education as the sector faces a funding crisis. More than 80 institutions in Britain are currently restructuring or looking to cut staff. ကျွန်တော်တို့ student အနေနဲ့ဒီမှာတပတ်9:20ရတဲ့ရုံမျိုးလို့ရတယ်ကြ living cost တွေရန် high ဖြစ်လို့တပတ်9:20ဆိုတာတော်တော်လေးနည်းတယ်လို့ပြောရမယ်ပြီးတော့အလုပ်ရှာရတာလည်းထင်တော့မလဲလို့အခါတနား17ပေါင်ကနေ15ပေါင်ဒီဆိုတော့ဖေးရင်းမြင့်တယ်လို့ထင်ရလို့မယ် tax transportation living cost တွေဖြစ်လိုက်ရင်ဘယ်တော့မှသိမကြံဘူး family support မယူဘဲလာတဲ့ international student တော်များများက full time လို့မရတဲ့အတွက် financially struggle ဖြစ်နေကြတယ် Taking hour-long detours and queuing up for costly taxi rides. With the entire underground disrupted and limited bus service, Londoners scrambled for alternatives. Now, anyone from the UK will know just how strange and expensive our rail transport is. Getting from one major city to another can often cost more than a plane ticket to another country. Trains are often overcrowded, late, or downright cancelled.
UK ရဲ့ public transportation system ကအရင်ကောင်းတယ်လို့ဈေးလဲကြီးပါတယ်။ရေလို့ကျွန်တော်တို့က London မှာနေရဆိုရင် London Travel ကလောက်ထားမယ်ဆိုရင်တော့အလောက်အနည်းဆုံးပေါင်းနေရတော့ကုန်ပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့က taxi တို့ Uber တို့ငားမယ်ဆိုရင် even a short ride can cost you a lot ။တကယ်လို့ကျွန်တော်တို့နေတဲ့နေရာတက္ကသိုလ်တို့အလုပ်တို့နဲ့ဝေးရဆိုရင် transportation cost can either be your income quickly ပြ။ပြီးတော့ကျွန်တော်တို့မြို့တစ်မြို့နဲ့နောက်တစ်မြို့ကိုသွားမယ်ဆိုရင်ရထားလက်မှတ်တွေကလေယာဉ်လက်မှတ်ထက်ဈေးကြီးပါတယ်။ Is the Great Britain going broke? Broken Britain. Broken Britain. Broken Britain. A broken Britain. Broken Britain. Welcome to Broken Britain. ခုနောက်ပိုင်းလူတွေက UK ကို Great Britain ကနေ Broken Britain လို့ပြောင်းခေါ်နေကြတယ်။အဲ့လို Broken Britain လို့ပြောင်းခေါ်နေကြတာလဲဆိုရင် cost of living တွေကတစ်ချိန်လုံးမြင့်တက်နေတယ်။ကျောင်းလာရေးဆောင်ရှောက်မှုစနစ် NHS ကလည်းရန်ပုံငွေနဲ့ဝန်ထမ်းရှားပါမှုနဲ့ရုန်းကန်နေရတယ်။ပြီးတော့ကျွန်တော်တို့ရတဲ့လစာနဲ့ငွေကြေးဖောင်းဖောင်းမှုကလိုက်ရောညှိထွေမှုမရှိနေလို့ပြ။အခု UK ကဒီလိုမလာရင်ကျွန်တော်တို့တော်တော်များများစိတ်ကူးရင်လေးရှိတဲ့ UK မဟုတ်ဘူး။ကျွန်တော်တို့ထင်ခဲ့တာ UK မှာ life would be easier ပေါ့ဗျာ။ဒါပေမဲ့ဒီမှာလူတွေ survive လုပ်ဖို့တော်တော်လေးရုန်းကန်နေရတယ်ဗျ။ Your dream life in the United Kingdom will be a nightmare. I'm thinking of leaving broken Britain. I'm leaving the UK. I'm leaving the UK for good. UK now has the second most millionaires leaving the country out of any country in the world. United Kingdom is quickly becoming the worst place to live. ဒါဆို UK ပြောင်းလာဖို့အတွက်တန်သေးရလားဆိုရင်ဒါကတော့ကျွန်တော်တို့ရဲ့ရည်မှန်းချက် goal တွေကိုမူတည်တယ်ကြ။ကျွန်တော်ရဲ့အတွေ့အကြုံအရပြောပြရမယ်ဆိုရင်ကျောင်းလာတက်မယ်ဆိုရင် financial struggle အတွက်ကြိုပြင်ဆင်ထားသင့်တယ်ဗျ။ပြီးတော့အလုပ်လာလုပ်မယ်ဆိုရင်တော့အလုပ် job opportunity တွေကိုအရင် research လုပ်ကြည့်စေချင်တယ်ဗျ။ဒါမှမဟုတ် better quality of life ကိုလို့ကျွန်တော် UK ကိုပြောင်းလာဖို့စဉ်းစားနေရဆိုရင်တော့အခြား living cost တက်တာတဲ့နိုင်ငံတွေကိုတစ်ချက် research လုပ်ကြည့်စေချင်တယ်ဗျ။ UK ကအခုချိန်ကြီးအရင်ကောင်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်ဗျ။ဒါပေမဲ့ UK ကိုပြောင်းလာခင် UK ရဲ့ reality ကိုသိဖို့လည်းရည်ကြီးတယ်ဗျ။ဒီဗီဒီယိုက UK ကိုပြောင်းလာဖို့စဉ်းစားနေတဲ့သူတွေအတွက်ဒီခေတ်ကျောင်းလာတဲ့ဖို့စဉ်းစားနေတဲ့သူတွေအတွက်ဒီခေတ်ဒါမှမဟုတ် UK အကြောင်းစိတ်ဝင်စားလို့လေ့လာနေတဲ့သူတွေအတွက်ဒီခေတ် knowledge sharing လေးဖြစ်မယ်လို့မျှော်လင့်နေတယ်ဗျ။ Thanks for watching guys. I will see you in the next one where I will continue sharing my journey with you. I love you guys.